အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်အညာသားသွားခဲ့တဲ့ကူကတော့ထိုင်းနိုင်ငံမဲဟောင်ဆောင်ပြည်နယ်မှာရှိတဲ့ရှေးနှစ်ပေါင်းတောင်းချီတက်တန်းရှိပြီးတော့ကြောက်ခစ်လူသားတွေနေထိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေပါတွေ့ရှိခဲ့တဲ့ကူကြီးတွေကိုသွားလဲမှာပါဒီကူကြီးထဲမှာကြောက်ခစ်လူသားတွေနေထိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေအပြင်ရှေးဟောင်းတစ်သားခေါင်းတလားတွေနဲ့နှစ်ပေါင်းထောင်ချီကြာအောင်ဖွဲ့စည်းလာခဲ့တဲ့တဘာဝကြောက်ဆက်ပန်းဆွဲတွေလည်းတွေ့ရမှာပါဒီကူကြီးရဲ့အတွင်းထဲမှာလည်း12လရာသီပတ်လုံးစီးဆင်းနေတဲ့မြင့်ငယ်တစ်စင်းရှိပြီးတော့မြေကျောင်းတိုင်ဝါဖောင်စီရင်ကူကြီးထဲမှာဘာတွေရှိလဲဆိုတာအညာသားနဲ့အတူတူလိုက်လေ့လာကြည့်အောင်ပါကျွန်တော်ရောက်နေရတော့ဒီနေ့ Namlock Cave ကိုရောက်နေပါတော့ဒီမှာ guide တော့မှာပါတယ်တချို့ foreigner တွေမီးရင်နဲ့ guide နေဒီနေရာလေးကကျွန်တော်မဲအောင်ဆောင်မှာလာပြစ်လို့ရှိရင်လဲမယ်ဆိုပြီးစဉ်းစားထားနေရပါတော့အရန်လာတယ်အတွင်းထဲမှာဝါဖောင်လေးစီးပြီးကူရဲကိုသွားတာပေါ့နော်ဘယ်လိုပါကဲအဲ့တော့ကျွန်တော်လက်မှတ်ဖြတ်လိုက်ပါဦးမယ်ဒီနန်းလော့ကူကြီးတွေကိုဝင်ဖို့အတွက်ပေးရတဲ့ဝင်ကြီးကထိုင်းလူမျိုးတွေပေးရတဲ့ဝင်ကြီးနဲ့တိတ်မကွာလာပါဘူးဒီက9စာဝယ်ရပါတော့9စာဆိုလို့ရှိရင်ဒါတစ်ချုပ်ကို3ထုတ်ပါဘူးနော်9စာဒီလိုမျိုးတစ်ထုတ်ကို3ထုတ်ပါတယ်အဲဥစ္စာပတ်50ပေးရပါတယ်ဒီကတော့ကျွန်တော်ဈေးနှုန်းတင်သတ်မှတ်ပြီးသားပေါ့နော်ကျွန်တော် foreigner rate ဖြစ်တဲ့အတွက်ဒီမှာ900ပေါ့900ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအကုန်လုံးနေရာ1နေရာ2နေရာ3နေရာအကုန်လုံးဒီထောက်လျှောက်ကြီးကိုကျွန်တော်ဝါဖောင်နဲ့လိုက်ပို့ပေးမှာပေါ့900တစ်စီးကို3ယောက်ပဲစီးလို့ရမယ်โอเค4ယောက်ဆိုတော့ကျွန်တော်တို့စီးโอเคကနန်းလော့ကူတွေကိုဝင်ဖို့ပေးရတဲ့ဝင်ကြီးထဲမှာအခုလိုမျိုး guide ဝင်ဆောင်မှုပါပြီးသားပါဝါဖောင်စီးမယ်ဆိုလို့ရှိရင်လေတစည်းကိုဘတ်900ပေးရပြီးတော့လာရောက်လက်ပတ်တဲ့သူတယောက်ကနေပြီးတော့အများဆုံး3ယောက်ထိစီးလို့ရပါတယ်အခုမြင်တွေ့နေရတဲ့သူကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1300ကျော်ခန့်ကဒီကူကြီးထဲမှာနေထိုင်ခဲ့တဲ့အမျိုးသမီးရဲ့အကျိုးစုတွေကိုအခြေခံပြီးတော့သိပ္ပံနည်းကျပြန်လဲပုံပေါ်ထားတဲ့မျက်နှာအသွင်ပြင်မဲ့ဖြစ်ပါတယ်ဒီကြောက်ခစ်လူသားအမျိုးသမီးအကျိုးစုကိုတွေ့ရှိခဲ့တာကတော့2002ခုနှစ်နန်းလော့ကူကြီးရဲ့ရှေးဟောင်းသုတေသနတူးဖော်မှုလုပ်ငန်းစဉ်မှာတွေ့ရှိခဲ့တာပါအဲ့ဒီတူးဖော်တွေ့ရှိမှုကနေပြီးတော့အခုအချိန်မှာနန်းလော့ကူကြီးတွေကိုကဘာလဲခီးသွားတွေလာရောက်လဲဖက်ဖို့အတွက်ဆွဲဆောင်မှုတွေကတခုဖြစ်သွားစေခဲ့တာပါสวัสดีครับรอดครับเตียงครับအတွင်းထဲမှာတော့မှောင်တဲ့အတွက်မီးအိမ်ကြီးယူလာပေးတာပါဒီမီးအိမ်ကြီးတွေကိုကျွန်တော်တို့မြန်မာအခေါ်မှာတော့အောက်လင်းတံမီးလို့လည်းခေါ်ကြတယ်လို့လေထိုးမီးအိမ်လို့လည်းခေါ်ကြပါတယ်confirm ကိုသွားတဲ့လမ်းမှာလည်းကျိုးထထတစ်စင်းရှိပါတယ်ဒါကိုတော့ကျွန်တော်အပြန်မှဝင်มาတော့မယ်ခင်ဗျာရှေ့မှာတော့ကျွန်တော်တို့နန်းလော့ကိုလမ်းမြင်နေရပါပြီဟုတ်ကူရဲတော့မဝင်ရသေးဘူးကူတလောက်အပြင်ဘက်အကွာနေကိုကျွန်တော်လင်းတို့ချီးနေရတယ်မွေးနေရလင်းတို့ချီးနေလေးကိုကိုပြပြီနော်မိုးရာသီခုလိုချိန်မျိုးမှာဆင်းဆင်းဆူဆူဖြစ်နေတဲ့တောထဲတောင်ထဲတွေခုလိုတဘာဝအတိုင်းဖြစ်နေတဲ့ဂူကြီးတွေတွားလေရတာကလည်းသဘောကျဖို့ကောင်းပါတယ်။ကဲအဲ့တော့ညာသားနဲ့အတူတူနန်းလော့ဂူကြီးတွေကိုဆက်ပြီးတော့ဝင်ကြည့်အောင်ပါ။Video photo. ကူကြီးရဲ့ဝင်ဝမှာကျွန်တော်တို့ငချင်းအုပ်လိုက်ကြီးနဲ့လည်းတွေ့ပါတယ်ဒီငချင်းမျိုးစိတ်တွေကဒီကူကြီးရဲ့မြေချောင်းတွင်းမှာလှည့်လှည့်သွားလာနေတဲ့ငါးတွေပါငချင်းအမဲတွေအများကြီးတဲ့မှာရွှေရောင်ငချင်းတစ်ကောင်ကိုလည်းထူးထူးခြားခြားတွေ့ခဲ့ပါသေးတယ်ငါးစာကတော့အပြန်မှပဲကျွေးတော့မှာမလို့ကျွန်တော်ကူရဲကိုဆက်ဝင်သွားလိုက်ပါအောင်မယ်အောက်ကတော့တတိချပြီးရှောက်ပါကြော့ဤနေအားကြောင့်ဒီမီလင်းဖို့လိုတာပေါ့ဗျာနေထားတော့လို့မဲမောင်းတို့ပြန်ပြီးနေကြนี่ตรงนี้ก็สวยสวยไหมကျွန်တော်တို့ဂူကြီးထဲကိုလိုက်ပြပေးတဲ့ guide and ကြီးကလည်းသဘောကောင်းပြီးတော့ဒီနန်းလော့ဂူကြီးရဲ့အကြောင်းတွေဂူကြီးထဲမှာရှိတဲ့ကြောက်ဆက်ပန်းဆွဲတွေရဲ့အကြောင်းတွေကိုလည်းရှင်းပြပေးပါတယ်တချို့ကြောက်ဆက်ပန်းဆွဲတွေရဲ့ထူးထူးခြားခြားဖြစ်တည်နေတဲ့ပုံစံတွေကိုလည်းဟာတာနော့ပြီးတော့ပြောပါသေးတယ်ခင်ဗျာนี่ pancake ไลค์กับ pancake อ๋อ pancake แต่ละคลิปแต่ไลค์กับ pancake ใช่ pancake ဆိုတော့စားပလိုက်
Big one. That made it that too. Okay. Oh, yeah, good. Like a head. And the Senate do come. I don't know, usually. Livestock. Oh, okay. Eagle head. Yeah. So this is champion area. You tell me, she can do it. It's a big Sing. one, elephant, no? Yeah. Oh. Yeah. စင်ပုံစံနဲ့တူတယ်လက်ငယ်ပုံစံနဲ့တူတယ် ခုထဲမှာခုနကကျွန်တော်တို့ရိုက်တယ်လို့မျိုးအမီးရင်ကိုကင်ပြီးတော့ကြတော့အဲ့လိုပဲရိုက်လို့ရတယ်ကင်မရာနဲ့ဆိုတော့ပိုမိုက်မှာပေါ့ဗျလိုက်ပို့တဲ့ guide တွေလည်းတော်တော်သဘောကောင်းတယ်စောင့်လည်းစောင့်ပေးတယ်အဲဒီထဲမှာရှိတဲ့ရှင်းပြကဲသူကအရှင်းတော့ဖောက်တတ်တယ်ဒီရန်ဒီကခုနလည်းပန်ကိတ်နဲ့တူတယ်တဲ့ဒီတစ်ခုကြလဲမှာဟောက်ပေါက်ဆုပ်လေးနဲ့တူတယ်ဖားနဲ့တူတယ် Bok, bok. Ini bok kali. broccoli ရ Ini monkey. Monkey head. monkey head ဒါကတော့ဂူကြီးရဲ့ဘောကနေထုံးချောက်တက်တွေပါတဲ့ရေစက်တွေတစ်ဆက်ချင်းကျလာတယ် Stellar Mite လို့ခေါ်တဲ့မြင်ပြင်ဘောကနေပြီးတော့ဟိုထိတ်ကိုသွားတဲ့ပုံစံအကြောင်းကိုရှင်းပြထားတာပါဒီလိုတဘာဝတရားကြီးကနေပြီးတော့ပဲအရန်လာတဲ့ကြောက်ဆက်ပန်းဆွဲတွေကိုဖန်တီးပေးတာပါ ဟုတ်တယ်ထုံးကြောက်ပဲအဲ့ဒါချင်းချင်းမှဆက်တော်မှာလဲအဲ့ဒါ Small flock. Have to tour. yeah ဖားနေကောင် ခိုင်အန်ဒီကကျွန်တော်တို့ကိုလည်းရှင်းပြရတယ်ဒီမီးအိမ်အလေးကြီးကိုလည်းကင်ထားရတာကြောင့်ခိုင်အန်ဒီတက်တောင်တို့အညာသားကမီးအိမ်ကိုကူတယ်ပေးခဲ့ပါတယ် ကျွန်တော်တို့ဝါဖောင်စီရမယ့်နေရာရောက်ပြီပေါ့ဗျာဟုတ်ပါဘူးညာသားတို့လာတဲ့ချိန်ကမိုးရင်းဖြစ်နေတဲ့အတွက်ရေကတော့နှောက်နေပါတယ်10လပိုင်းသို့မဟုတ်17လပိုင်းလောက်ကနေပြီးတော့မိုးရင်းမရောက်မချင်းရတော့ကျွန်တော်ရေကြီးပါတယ်နောက်ပြီးဒီကူကြီးထဲမှာစီးစင်းနေတဲ့မြေကြောင်းကရာသီဥတုအခြေအနေပေါ်လိုက်ပြီးတော့ရေအနေများကွာခြားပါတယ်အခုဝါဖောင်စီးပြီးတော့သွားနေတာကတော့နန်လော့ကူကြီးရဲ့နောက်ဆုံးနေရာနောက်ဆုံးအပိုင်းဖြစ်တဲ့ရှီဟောင်းတစ်သားခေါင်းတလားတွေရှိတဲ့နေရာကိုသွားနေတာပါကျွန်တော်တို့ဒီအပေါ်ဆက်တက်ပြီးတော့ရှီဟောင်းတစ်သားခေါင်းတလားရှိတဲ့နေရာကိုသွားမှာပါဒီနေရာကနန်းတော်ကူကြီးရဲ့အဆုံးနဲ့ဖြစ်ပြီးတော့လင်းတို့တွေအများဆုံးနေတဲ့နေရာလည်းဖြစ်ပါတယ်လင်းတို့တွေအများဆုံးနေရမလို့လင်းတို့မစင်တွေလည်းအများကြီးရှိပါတယ်ပြီးတော့လင်းတို့မစင်နဲ့လည်းတော်တော်နန်းပါတယ်ခင်ဗျာညာသားအနေနဲ့နန်းတော်ကူတွေကိုသွားမယ့်မိတ်ဆွေတွေအတွက်နှာခေါင်းစည်းမတ်တွေနဲ့အဝတ်စားပုတ်ပုတ်ပါဝတ်ဆင်သွားဖို့အကြံပြုပါတယ်ကျွန်တော်ဝါဖောင်စီးပြီးတော့
စီးလို့ရတဲ့အဆုံးပေါ့နော်အဆုံးကနေပြီးတော့ကျွန်တော်အပေါ်ပြန်ပြီးတော့ထပ်လိုက်ပူတာပါတော့တဲ့အပေါ်ရောက်လေအဲ့လင်းတို့ချီးတွေကနေရာတိုင်းမှာအများကြီးပဲဒီလိုအများကြီးပဲဒီမှာလဲမယ်ဆိုလို့ရှိရင်ကျွန်တော်ကြံပေးချင်တာက mask လေးတော့တက်ပါကျွန်တော် mask ဘာလာတော့ရှူဆိုင်နေတာပေါ်ပါလေးဝက်လာပါLock coffin လို့ခေါ်တဲ့ရှေးဟောင်းတစ်သားခေါင်းတလားတွေကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီခေါင်းတလားတွေတည်ရှိခဲ့တဲ့တက်တန်းကနှစ်ပေါင်း2000ကျော်ဝန်းကျင်ရှိပြီလို့သိရပြီးတော့တစ်သားခေါင်းတလားအမျိုးအစားပုံစံလည်းအမျိုး30လောက်တွေ့ရတယ်လို့ဆိုပါတယ်။ရှေးရခင်ကလူသေးတွေကိုထည့်သွင်းမြုပ်နှံခဲ့တဲ့တစ်သားခေါင်းတလားတွေကအခုချိန်မှာတော့နန်းတော်ကူကြီးတွေကိုလာရောက်လဲပတ်တဲ့ဧည့်သည်တွေအတွက်အကျွေးစီးဖြစ်ပြီးတော့ဆွတောင်းမှုတွေပြုလုပ်တဲ့နေရာလည်းဖြစ်လာပါတယ်။နန်းလော့ကူကြီးထဲမှာရှေးဟောင်းတစ်သားခေါင်းတလားတွေရှိတဲ့နေရာက၄နေရာလောက်ရှိပါတယ်။ကူကြီးရဲ့အတွင်းပိုင်းနဲ့အမောင်တူတွေလွှမ်းခြုံထားတဲ့နေရာမှာတည်ရှိနေတဲ့ရှေးဟောင်းတစ်သားခေါင်းတလားတွေကိုမြင်တွေ့ရတာကလည်းကြောချမ်းစရာကောင်းတယ်ဆိုပေမဲ့ရှေးရခင်ကတည်ဆုံးသူတွေကိုတကြိုခဲ့တဲ့ရှေးဟောင်းယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေကိုလည်းယခုအချိန်ထိလေ့လာခွင့်ရတာကအရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။မီးနဲ့မလေးထထူရှေးဟောင်းတစ်သားခေါင်းတလားကြီးလည်းကြည့်ပြီးသွားပြီဆိုတော့အညာသားတို့အောက်ကိုပြန်ဆင်းมาတော့မှာခင်ဗျာရဲသွားရဆိုလို့ရှိရင်ဘူးဆိုင်ပြီးတော့ဆင်းမှာဘူးဆိုင်ပြီးတော့ဒီကားတွေကဘူးဆိုင်ပြီးဆင်းမှာကြတဲ့ဆင်းရဘူးဘူးဆိုင်ငင်းလိုက်အောက်ကိုဆင်းလာပြီးတော့9000တော့ချိန်မှာပါကျွန်တော်9000လာကြည့်တော့ပါထိုင်းနိုင်ငံရဲ့မဲဟောင်ဆောင်မှာရှိတဲ့ဒီနန်းလော်ကူကြီးကိုကဘာလက်ခီးသွားတဲ့အပြင်ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းတွားရောက်လဲပတ်လေးလာတာကိုတွေ့ရပါတယ်။ညာသားရဲ့ဘလော့ကိုကြီးနေတဲ့မိတ်ဆွေတွေလည်းမဲဟောင်ဆောင်ပြည်နယ်ကိုရောက်တဲ့အခါရှေးနှစ်ပေါင်း1300ကျော်ဝန်းကျင်တက်တန်းရှိတဲ့နန်းလော်ကူကြီးထဲမှာဝါးဖောင်စီးရင်နဲ့ကူထဲမှာရှိတဲ့တဘာဝအတိုင်းနှစ်ပေါင်းထောင်ချီကြာပြီးမှဖြစ်တည်လာတဲ့ကြောက်ဆက်ပန်းဆွဲအလှတွေကိုကြည့်ရှုရင်းနဲ့ရှေးခေတ်လူမျိုးတွေရဲ့ယုံကြည်မှုနဲ့ရိုးရာဓလေ့တွေကိုလည်းတပြိုင်နက်တည်းလေ့လာခွင့်ရမှာပါ။ ကဲသွားပြီနော်။သွားပြီ။တက်တာကဲကျွန်တော်လဲပြီးပါပြီ။မဲအောင်ဆောင်ရောက်တယ်ဆိုလို့ချင်းဒီနန်တော့ကိုဝင်လဲလို့ရပါတယ်။အားလုံးပဲညာသားရဲ့နောက်လွယ်မှာပြန်တွေ့ရမယ်။ကျေးဇူးပါ။